ရာတော်ဘုရားကြီးမှယောဂီများအားမြန်မာနှစ်တည်ဦးဩဝါဒတရားဟောကြားချီးမြှင့်ပေးပါရန်ယူတည်လေးတော်လျှောက်ထားပါတယ်ဗျာ2025ခုနှစ်4လပိုင်း20ရက်နေ့ညအမေရိကန်နိုင်ငံ၌ရှိကြကုန်သောဗုဒ္ဓဘာသာဝင်သူတော်စင်တို့အားနေ့ဦးဓမ္မတရားတော်အဖြစ်ကြောက်၍ပြေးကြသည်ဆိုတဲ့တရားကောင်းစဉ်နဲ့ဦးဇင်းဟောပေးပါမယ်ကြောက်၍ပြေးကြသည်အရိယာနဲ့အရိယာသူတော်ကောင်းတို့သည်ကြောက်เสียရှိတာကိုကြောက်တယ်ကြောက်เสียမဟုတ်တာကိုမကြောက်ဘူးပုရုဇဉ်တို့သည်ကြောက်เสียရှိတာကိုမကြောက်ဘူးမကြောက်เสียရှိတာကိုကြောက်ကြတယ်အဲ့ဒီလိုဒလေးกว่าတယ်မြန်မာနိုင်ငံမှာအခုငလျင်လှုပ်လာနော်ငလျင်လှုပ်လိုက်တော့စကိုင်းမန္တလေးဆိုတာသံဃာတော်တွေသီလရှင်တွေသာမဏေတွေနဲ့အလှဒါယကာဒါကမတွေနဲ့များပြတဲ့နေရာမှာအဲ့ဒီတကြောပေါ့အကုန်လုံးလှုပ်ကြတော့လူတွေကြောက်ခမန်းလိလိဖြစ်ကြတယ်ငလျင်လှုပ်တဲ့ချိန်မှာဦးစင်းကိုယ်တိုင်မန္တလေးမှာရှိပါတယ်ဘယ်လောက်ပြင်းထန်နေဆိုတာခံစားရပါတယ်အဲ့ဒီလိုငလျင်လှုပ်လိုက်တဲ့အခါကျတော့အိုးအော်တောင်းနေအော်ကြဟိကြငိုကြပြေးကြလွာကြအဲ့ဒီလိုနဲ့ဖြစ်ကြတာဟာတပြုံကြီးပဲဒါတွေကတဲ့ယောဂီတို့ပညာယူရမယ့်အပိုင်းနေအရိယသူတော်ကောင်းဆိုတာကောင်းကောင်းဆင်ញင်တယ်ကောင်းကောင်းဆင်ញင်တယ်ကောင်းကောင်းမဆင်ញင်တာကဖြစ်ရမှန်သဘောတရားတွေကိုဆင်ញင်တယ်အနာရိယဆိုတဲ့ပုရုဇဉ်တွေကဖြစ်တဲ့သဘောကိုမဆင်ញင်ဘူးငါဖြစ်ရရဲ့ဆိုပြီးတော့ဒီလိုအဖြေထုတ်ကြတာအဲ့ဒီမှာကြောက်ကြလို့နော်ပြီးကြတော့သေတဲ့လူလည်းသေပြီးနေတဲ့လူတွေလည်းပြီးဆိုတော့အဲ့ဒီအချိန်မှာဘယ်လောက်ဆင်းရဲကြမလဲဒါကမြေငလျင်ဘေးနာဂိတုံးကလည်းသေလိုက်ကြတာကိုဗစ်တုံးကလည်းတစ်ကမ္ဘာလုံးကြောက်လန့်လိုက်ကြတာကိုယ့်အိမ်မှာကိုယ့်အဖေသေးလို့တော့သွားမကန်ရဘူးမတူကြရဘူးနော်မိသားစုချင်းချင်းမတွေးထိရဘူးနော်ဈေးသွားတဲ့လူရဲ့ပြန်လာရင်တော့မှအဲ့ဈေးတဲ့ပစ္စည်းကိုမကန်ရဘူးအဲ့ဒီလိုမတို့ရဲမထိရဲတယောက်နဲ့တယောက်တောင်ကြောက်နေရတယ်အဲ့ဒါလည်းပညာမယူကြဘူးတော့ကြောင့်မှုန်တိုင်းဘေးတွေနဲ့တိုးကြပြန်ပြီတိုက်တီပြိုအိမ်တီပြိုသစ်ပင်တွေပြိုလဲမိုးကြိုးတွေပြည့်လေမုန်တိုင်းတွေတိုက်အဲ့ဒါလည်းကြောက်ရကောင်းသည်လို့မရှိဘူးငါမပါသေးတော့ငါမပါဘူးပေါ့အဲ့တော့တောင်းနေပြိုရွှွန့်နေပြိုကြလိုင်ကောင်းနဲ့ပြီးပြီးတော့ပိတ်သေးတော့ကြဘေးရောက်ကမီးလောင်ပြန်ပြီမီးတွေလောင်ကြပြန်ပြီဒါတွေလည်းကြားတယ်မြန်မာနိုင်ငံကစုံနေရေဘေးလေဘေးမီးဘေးငလျင်ဘေးမြန်မာနိုင်ငံမှာပဲဖရာသာသနာထွန်းကားတာမြတ်စွာဘုရားရှင်သက်တော်ထင်ရှားရှိတဲ့အတိုင်းဝိမု ക്തി ယုဂကအနတ္တသာသနာပြန်လည်ပြီးတော့ပြန်ပွင့်ထွန်းနေတာလေမြန်မာနိုင်ငံမှာပဲဒါတွေကိုအေးစီစီဆင်ញင်ကြည့်ပါဦးဇင်းဟောတဲ့တရားတွေကိုထက်ကနှလုံးသွင်းပြီးတော့သုံးသပ်ပါဦးဇင်းတရားတွေဖြစ်လာမယ်လို့ကျူရင်ပြောထားပြီးသားတွေပါကိုဗစ်မတိုင်ခင်တည်းက3နှစ်အလိုတည်းကကိုဗစ်တော့မပါဘူးပေါ့ဒဏ်ရာမရပဲအတုံးယုံသေးကြအောင်မယ်လို့
ကြိုပြောခဲ့တယ်တားလို့မရပါဘူးသိပါတယ်ဒီလိုဘေးတွေခံကြရမယ်ဆိုတာလည်းသိတယ်သိတဲ့အတိုင်းလည်းပြောထားပါတယ်နော်ဥဒ္ဓမဘာတကူလည်းကြိုပြောထားပါတယ်နော်ဘာဖြစ်တော့မယ်အဲ့ဒီကနေပြီးတော့တယောက်နဲ့တယောက်ဩကြဟိကြတတ်ကြထေကြခုတ်ကြသူတည်းရဲ့တန်တည်းနဲ့သေကြကြေကြအောင်မယ်လို့ဒါလည်းဦးဇင်းကြိုပြောခဲ့ပါတယ်သို့တော့ဘလို့အကြောင်းခံပြီးဘ누구တွေဖြစ်တယ်တော့မသိဘူးပေါ့တပ်ပွဲဖြတ်ပဲသူတည်းရဲ့တန်တည်းသေကြကြေကြမှာဒီဒါတွေလည်းဦးဇင်းကြိုပြောခဲ့ပါတယ်နောက် online မှာလည်းရောက်နေပါတယ်2025မှာ2022ကဟောတဲ့တပ်ပြားမှာရှိပါတယ်2025မှာတကဘာလုံးလို့အတုံးယုံကြောက်စရာကောင်းဘေးဆိုးတွေပေါ်လိမ့်မယ်အဲ့ဒီလိုသိတယ်ဒါပေမဲ့ဦးဇင်းတို့ကြတော့သိပေမဲ့ကယ်လို့မရဘူးဘာဖြစ်လို့ကယ်လို့မရတာလဲလို့မေးရင်ကံအကျိုးကိုသိထားလို့တဲ့အလှဲ့ကြလာပြီဆိုရင်ပြေးလို့မလွတ်ဘူးအခုဆိုရင်ဒါမန္တလေးမှာဆရာဝန်တယောက်အိမ်ပြိုတဲ့ထဲမှာသူမပါဘူးအဲ့ဒီကနေပြီးတော့မိထီလာဘက်မှာသူ့ဆေးကန်းရှိတော့အဲ့ဒီကိုသူသွားတာအဲ့ဒီကြမှာပဲတိုက်ပြီးသေးတယ်သူလွတ်မဲ့ထင်တဲ့နေရာသွားတဲ့နေရာသူသိမဲ့နေရာဖြစ်ဒါတွေဟာဦးဇင်းအခုမှဆင်ញင်ထားတာတွေမဟုတ်ဘူးနော်ခိုးလွန်ခဲ့တဲ့နှစ်ပေါင်း30ကျော်40တည်းကဦးဇင်းဆင်ញင်ပြီးသားတွေပါဘာကိုဆင်ញင်တာလဲလို့မင်းဒီရုပ်ဒီနာမ်တွေဟာဖြစ်ပြီးရင်ပြက်တက်နေတဲ့သဘောကိုမျက်ဝါးထင်မြင်တွေ့နေရတယ်အဲ့တော့နားနဲ့အသံနဲ့ကြားတဲ့အခါမှာလဲကြားတတ်တဲ့သဘောကလည်းသူ့ဘာသူဖြစ်ပြီးတော့ကြားသည့်စိတ်ကလည်းသူ့ဘာသူဖြစ်နေတယ်ကြားတဲ့ပုံမှာခံစားတာလည်းသူ့ဘာသူဖြစ်နေတယ်အဲ့ဒီကြားတဲ့ပုံမှာနှလုံးသွင်းနေတာလည်းသူ့ဘာသူဖြစ်နေသူ့ဘာသူဆိုတဲ့နေရာမှာငါမရှိဘူးဆိုတော့အဲ့လိုဆိုရင်ဒီခန္ဓာကြီးကဒီအစုဝေးကြီးကဘာကြောင့်ဖြစ်လာတာလဲလို့ဆင်ញင်ပါတယ်ဘာဖြစ်လို့ဆိုတော့ဖြစ်သမျှအတွင်းလောကတစ်ခုလုံးကနော်မျက်စိကလည်းသူ့ဘာသူမြင်တာသူ့ဘာသူမြင်တတ်တဲ့မျက်လုံးကလည်းမွေးရပါလာတာဘယ်သူကဖန်တီးမှန်းလည်းမသိဒီခန္ဓာကြီးဘလို့ဖြစ်လာမှန်းမသိအဲ့ဒါကိုဦးဇင်းဆင်ញင်ခဲ့တာရှင်းပြောရင်တော့မက်ကူးပြီးတဲ့အချိန်မှာပေါ့ဘာဖြစ်လို့ဒီယုတ်ဒီနံဒီစုဝေးကြီးဟာဘလို့ဖြစ်လာတာလဲလို့ဆင်ញင်တာအဲ့လိုဆင်ញင်တဲ့အခါကျတော့အမိပရိသန်တွေဝင်တဲ့ကကလလရေကြီးကနေပြီးတော့ဖြစ်လာတော့ကလလရေကြီးမှာလဲမျက်စိနာနာလျာကိုမပါဘူးဒါကသီးသီးခြားခြားခံစားပြီးတော့ဆင်ញင်သုံးသပ်မှအဓိပ္ပာယ်ပေါ်တာနော်ဆိုလိုတာကတော့အဲ့ဒီမှာတုန်းကခြေလက်ကိုကောင်းဦးသိန်းဦးမနှလုံးသေးပေါ့နော်ကြောက်ကအသားအကျော်အယိုးအမြင်မရှိဘူးဒါဖြင့်ဘလို့လုတ်ဖြစ်လာတာလဲဆင်ញင်တာအမေဖေကလည်းမလုပ်ပေးနိုင်ဘူးအဲ့လိုဆိုရင်ဘလို့ကြောင့်ဖြစ်လာတာလဲအဲ့ဒီသဘောတရားတွေဆင်ញင်တာအဲ့ဒီကနေပြီးတော့ကိုလလည်းဆွဲလာဖွာတဲ့အချိန်ရောက်အောင်ခြေလက်တွေကိုယ်တွေကောင်းနေဦးတွေအသေးတွေအကျော်တွေနှလုံးတွေနော်အယိုးတွေဆံမင်မိုးညင်းလက်သက်ခြေသေးတွေဖြစ်လာအောင်ဘာကြောင့်ဖြစ်လာတာလဲအဲ့ဒါဆင်ញင်တာဘသူကဘာကြောင့်မှဒီရုပ်နဲ့နာကြည့်တော့လဲငါလည်းမရှိဘူးဒါရင်ဘာဖြစ်လို့ရှိနေတာလဲအရှိရတရားဘာလဲလေးနဲ့တဲ့နော်အဲ့ဒါတကယ်တမ်းကျတော့အမှန်တန်လေးနဲ့တဲ့သဘောရှိပါတယ်
အပြင်ရောက်လာပြန်တော့လေခုနလိုအရွယ်ရောက်လာပြီဆိုတော့နော်သွားတဲ့ရုပ်သွားတဲ့စိတ်ကြားတဲ့ရုပ်ကြားတဲ့စိတ်နာနဲ့ရုပ်နာနဲ့စိတ်အဲ့ဒါတွေကလည်းအာယုံတိုက်ဆိုင်ရင်တိုက်ဆိုင်တဲ့အပေါ်မှာနာညွတ်ပြီးတော့ခန္ဓာဖွဲ့နေတာကိုလည်းမြင်ရတယ်ဒါပေမဲ့အဲ့ဒါကလည်းငါလည်းမဟုတ်ဘူးဘယ်သူလဲလို့မေးတော့လေဘယ်သူမှလည်းမဟုတ်ဘူးဘယ်သူကဖန်တီးတာလဲဆိုတော့လေဘယ်သူကဖန်တီးရမှလည်းမသိဘဲနဲ့ရှိတာဦးစင်းအစရှာနေတာအမှန်တော့ပရိစ္ဆသမုပ္ပါဘောစကားကိုကပရိယတ္တိမတတ်တော့နော်အကြောင်းပဲကျိုးပဲပရိစ္ဆပဲသမုပ္ပါပဲမပြောတတ်တာတခုပဲရှိတယ်ဖြစ်လာတဲ့အကျိုးတရားကြီးကိုတော့သိတယ်ဒါပြင်အဲ့ဒီအကျိုးတရားကိုသေသေးချာချာရုပ်တည်နာနေကိုစစ်စစ်ပေါက်ပေါက်မြင်တယ်လက်ထဲပြည်တန်တဲ့ဗရမ ्या ကိုတင်ကြည့်သလိုရုပ်တည်နာနေရဲ့သဘာဝဓမ္မတွေကိုအကုန်မြင်တယ်အဲ့လိုမြင်တော့လေသူသဘောပဲသူဖြစ်တယ်သူသဘောပဲသူချုပ်တယ်သူ့ဘာသူပြောင်းတယ်သူ့ဘာသူဖြစ်တယ်သူ့ဘာသူချုပ်တယ်အဲ့ဒါကကိုလောက်တာလည်းမဟုတ်ဘူးငါလည်းမဟုတ်ဘူးသူတစ်ပါးခိုင်းတာလည်းမဟုတ်ဘဲနဲ့ဘာဖြစ်လို့ဒီသဘောတွေဖြစ်နေတာလဲဆိုပြီးဦးစင်းအဲ့ဒီအစရှာတာအဲ့တော့မှနော်ပရိစ္ဆသမုပ္ပါရဲ့ခုနလိုလက်ရှိရရှိနေတာဒီအကျိုးတရားဒီအကျိုးတရားကိုဖြစ်စေတာဒီအကြောင်းတရားဒါအကျိုးတရားကိုသိတော့ဒီအကျိုးတရားဒီဘာကြောင့်ဖြစ်လာတာလဲဆိုတဲ့အကြောင်းကိုဦးစင်းမတွေ့သေးတာအကျိုးကိုတော့တွေ့လာပြီအဲ့ဒီအကျိုးတရားအစုဝေးကြီးဟာသူတစ်ပါးလည်းမဟုတ်ဘူးငါလည်းမဟုတ်ဘူးငါဖန်တီးထားတာလည်းမဟုတ်ဘူးငါကိုယ်လည်းမဟုတ်ဘူးငါရုပ်လည်းမဟုတ်ဘူးငါစိတ်လည်းမဟုတ်ဘူးညွတ်တတ်တဲ့သဘောကလည်းငါမဟုတ်ဘူးခန္ဓာတဲ့သဘောကလည်းငါမဟုတ်ဘူးသိတတ်တဲ့သဘောကလည်းငါမဟုတ်ဘူးသိတတ်တဲ့သဘောကသိတတ်ကလေးတတ်တတ်ကလေးနှလုံးသွင်းတဲ့စိတ်တွေကလည်းကိုယ်ကတိုက်တွန်းတာလည်းမဟုတ်ဘူးအာယုံပေါ်ရင်သူပေါ်တဲ့သဘောပဲရှိတယ်ပြီးရင်ချုပ်သွားတယ်အောင်ချုပ်သွားတယ်ချုပ်သွားတော့ဘာရှိလဲဆိုတော့ဘာမှလည်းမရှိဘူးအဲ့လိုဆိုရင်ဒီယုတ်တည်နာဘာကြောင့်ဒီအစုဝေးဘာကြောင့်ဖြစ်ရတာလဲလို့အဲ့ဒီလိုဆင်ញင်တာအဲ့ဒီလိုဆင်ញင်တဲ့အခါကျတော့မှဒီယုတ်တရားကြီးဟာဘာဖြစ်လို့ဒီလိုပြည်လည်နေတာလဲဆင်ញင်တာအဲ့တော့မှလောကသုံးပါးဘုံသုံးပါးကိုမြင်လာတာပါယောဂီတို့ဦးဇင်းတို့အခုကဘာကြီးမှာယက်တည်နေတယ်ကဘာကြီးမှာမိခိုးနေတယ်ဒီကဘာကြီးဟာလူသားတွေလူတွေနဲ့ဆက်ဆက်နေတဲ့တိရစ္ဆာန်တွေအတွက်ကဘာကြီးဆိုတာဖြစ်နေပြီအဲ့လိုဆိုရင်ငါတို့ရဲ့ဒီဖြစ်မှုပြည့်မှုယုံနာအစုဝေးသည်ဆက်ကဖြစ်တည်ရှိမှုဖြစ်နေတဲ့သဘောဟာဘယ်ပေါ်မှာမှီနေတာလဲလို့အဲ့ဒီလိုပြန်ဆင်ញင်တဲ့အခါကျတော့အာဟာရမကျွေးရင်မဖြစ်နိုင်ဘူးအာဟာရမကျွေးရင်ဒီယုတ်ဒီနံဆက်လက်မဖြစ်ဘူးအဲ့လိုဆိုရင်အာဟာရအကြောင်းတရားဆိုတာသိလားဒါပေမဲ့ဒါပဲလားတဲ့မဟုတ်ဘူးတဲ့ရေတောက်တယ်ရေမတောက်ရင်ဒီယုတ်ကြီးဟာဒီယုတ်ဒီနံဖြစ်ပြက်ဆုံးသွားလိမ့်မယ်ပြက်သွားလိမ့်မယ်အဲ့လိုဆိုရင်ပြစ္ဆုတ်ပံယုံနံယတ္တိနေမှုဖြစ်တည်နေမှုသည်ရေဒီဟုသောအာဟာရအကြောင်းတရားဒါလည်းသိကြသွားပြီနောက်တစ်ခါပြန်ဆင်ရင်တော့ရေနဲ့အာဟာရနဲ့မိယုံနဲ့ပြီးသလားလို့ဆင်ရင်တော့မဟုတ်ပြန်ဘူးပဂတိဝင်လျာရှုသွင်းလိုက်ရှုထုတ်လိုက်ရှုသွင်းလိုက်ရှုထုတ်လိုက်နေအဲ့ဒီလေတာမရှိခဲ့ဘူးဆိုရင်ဒီယုတ်ဒီနာမဖြစ်တော့အဲ့ဒီယုတ်နာမဖြစ်တော့အဲ့တော့ရှုသွင်းတဲ့လေရှုထုတ်တဲ့လေဟာဘယ်လိုလုပ်ရှိတာလဲဒါတွေလည်းဆင်ញင်တယ်တကယ်တမ်းကျတော့ကျေဝန်းပါတယ်ဒီတရားဟောရတာဒါပြင်ဝင်လေထွက်လေရှုယုံနေဟောတဲ့ပြီးသလားဆိုတော့မပြီးဘူးမိုးချုပ်လိုက်မိုးလင်းလိုက်မှောင်လိုက်လင်းလိုက်မှောင်လိုက်လင်းလိုက်နဲ့မဖြစ်နေရင်ဒီယုတ်ဒီနံ
မရက်တည်နိုင်ဘူးအဲ့ဒီလိုမောင်ဖို့လင်းဖို့အတွက်ဘာကအထောက်ပံ့ပေးထားလဲနေကြီးကအထောက်ပံ့ပေးတယ်ကဘာကြီးကလည်းလေပတ်နေတယ်ဒါကျောင်းသားဘဝတွေကသိပြီးသားပေါ့လေကဘာကြီးက23နှစ်ပိုင်းဒီဂရီတိတ်ဆောင်ပြီးတော့နေကိုပတ်နေတယ်လကဘာကိုပတ်နေတယ်ဆိုတာကျောင်းသင်ခန်းစာတွေကသိလာခဲ့တာအဲ့တော့ဦးဇင်းတို့ဒီခန္ဓာရဲ့ယုံနံရက်တည်ဖို့ဆိုတာနေကြီးကလည်းမိဟုံတောက်နေမှဒီယုတ်ဒီနံရက်တည်နိုင်တယ်အကြောင်းတရားတွေအဲ့တော့နေလုံးကြီးရဲ့အကြောင်းတရားအထောက်ပံ့ကလည်းရှိတယ်ဒါရင်ဒီနေလုံးအထောက်ပံ့ကတောက်လျှောက်နေပူနေမယ်ဆိုရင်တဲ့အဲ့ဒီပုဂ္ဂိုလ်တွေသေရောအဲ့တော့အမှောင်တလက်အလင်းတလက်အေးတလက်ပူတလက်အဲ့ဒီလိုရှိမှဒီယုတ်ဒီနံကရက်တည်နိုင်တယ်။အော်အဲ့လိုဆိုရင်ဒီယုတ်ဒီနံရက်တည်နေတယ်ဆိုတာနေကလည်းပါပါလား။တို့အမိပြုတ်နေတဲ့ကဘာကြီးမရှိရင်လည်းတို့ခန္ဓာတည်လို့မရဘူး။အဲ့တော့ဒီကဘာကြီးကဒီခန္ဓာတွေတည်ဖို့အတွက်ဘယ်သူကတည်ဆောက်ထားတာလဲ။ဒီကဘာကြီးမှဒီလူသားတွေရှင်သန်ဖို့နေမရှိရင်မဖြစ်တော့ဒီနေအထောက်ပံ့ကြောင့်ဒီလူသားတွေအသက်ရှင်ရည်တည်မှုရှိတယ်ဆိုရင်ဒီနေရကောဘာကြောင့်ဖြစ်လာတာလဲအဆက်တွေပရိစ္ဆေသမုပ္ပါဒါတွေဟောမယ်ဆိုရင်တော့တော်တော်ရှိပါတယ်ဦးဇင်းကခေါင်းစဉ်လောက်ပဲအကြောင်းပြဟောပါမယ်ကဘာကြီးကလည်းလဲပြီးတော့ငြိမ်လေးလွှားရမှာမဟုတ်တော့ပတ်ချက်လဲပြီးတော့နေကိုပတ်နေတာဘသူကခိုင်းတာလဲဘာကြောင့်ဖြစ်လာတာလဲဒီလူသားတွေကြောင့်ဖြစ်တယ်ဒီလူသားတွေဟာအဲ့ဒီကဘာကြီးကလဲပြီးတော့နေကိုမပတ်ဘူးဆိုရင်ဒီလူသားတွေရက်တည်လို့မရဘူးအဲ့တော့ဒီလူသားတွေဆိုတဲ့ဒီယုံနံကြီးရက်တည်ရမယ်အထောက်ပံ့သည်နေလဲပါတယ်ကဘာကြီးကလည်းလဲပတ်နေတာပါမယ်လကလည်းကဘာကိုပတ်နေတာလဲပါရမယ်အဲ့ဒီအကြောင်းတရားတွေဟာဒီလူသားတွေအတွက်ပံ့ပိုးပေးထားတဲ့အထောက်ပံ့တွေအဲ့ဒီလိုအထောက်ပံ့ရင်မဟုတ်ဘူးတဲ့ဒီကဘာကြီးမှာရှိနေတဲ့လေရရင်ပြီးရောဆိုနေမရဘူးဆံရဖို့အတွက်အာဟာရရဖို့အတွက်ကဘာကြီးကနေဖြစ်ပေါ်လာတယ်ဘယ်သူဖန်တီးတာလဲဘယ်သူမှဖန်တီးတာမဟုတ်ဘူးဘာဖန်တီးတာလဲလူသားနဲ့တတ္တဝါတွေရဲ့ကံတရားကဖန်တီးတာနော်ကံတရားကဖန်တီးတာကံရဲ့လူသားနဲ့ကဘာကြီးမိတင်းနေတဲ့လူသားနဲ့တိရစ္ဆာန်တွေရဲ့အတိတ်ကပြုခဲ့တဲ့ကံတရားကိုအကြောင်းပြုပြီးတော့အတိတ်ကပြုခဲ့တဲ့ကံတွေအပေါင်းစုခြင်းကြောင့်ကဘာကြီးဖြစ်ပေါ်လာတယ်နေလုံးကြီးဖြစ်ပေါ်လာတယ်ကဘာကြီးကလဲပတ်နေရတယ်ကဘာကိုလကလဲပတ်နေရတယ်သူ့စီးကြဝါကြလဲပတ်ပေးနေရတယ်အဲ့ဒါဘ누구ကြောင့်ဖြစ်တာလဲကဘာကြီးမှာရှိတဲ့လူသားတွေရဲ့အကြောင်းကြောင့်လူသားတွေရဲ့ကမ္မတတ္တိကြောင့်အဲ့ဒီကဘာကြီးနဲ့အဲ့ဒီနေနဲ့လနဲ့ရက်တည်ပေးတာကဘာနဲ့နေနဲ့လနဲ့အဲ့ဒီလိုပုံမှန်လဲပတ်ဖို့ဟာသူတို့သုံးခုတည်းနဲ့ရလားဆိုတော့မရဘူးအခြားတောက်ကြကျုပ်တနင်္ဂနွေကျုပ်တနင်္လာကျုပ်အင်္ဂါအဲ့ဒီဂျိုတွေနဲ့ငကငွေတန်းမှာရှိတဲ့ကျေတာယာတွေနဲ့သူ့စัจ java လာဒီဂျိုကိုလုံးဦးဇင်းတို့ရဲ့စัจ java လာစัจ java လာတစ်ခုဆိုတာဂျိုကြီးကိုလုံးရှိတာအဲ့ဒီဂျိုကြီးကိုလုံးဖွဲ့ပြီးတော့သူတို့ရဲ့တွန်းအားကံအားပူအားအေးအားဆွဲအားအဲ့ဒီတွန်းအားကံအားတွေအကြောင်းတွေညီညွတ်နေမှကဘာကလည်းလက်ပတ်တာမှန်းမယ်ကဘာကိုလာလက်ပတ်တာလည်းမှန်းမယ်လာနဲ့ကဘာကလည်းနေကိုလက်ပတ်တာမှန်းမယ်အဲ့ဒီတော့မှလူတွေဟာအသက်ရှင်ရတည်လို့ရတယ်အဲ့တော့လူတွေရဲ့အသက်ရှင်ရတည်ဖို့ဥပမာလူတစ်ယောက်ကကဘာကြီးမှာအသက်80နေရမယ်ဆိုရင်အဲ့ဒီအသက်80မပြည့်မချင်းသေလို့မရဘူးရှင်မဖြစ်မယ်အဲ့လိုဆိုရင်ဘာဖြစ်လို့ရှင်ရတာလဲအတိတ်ကပြုခဲ့တဲ့ကံရဲ့အစွမ်းကြောင့်ရှင်ရတယ်အဲ့ဒီလူသားဒီကဘာမှာအသက်80ပြည့်ဖို့ဟာ
နေလုံးကြီးကလည်းပေါ်ပေးရတယ်လကဘာကလည်းပေါ်ပေးရတယ်ကဘာလည်းပေါ်ပေးရတယ်ကဘာကလည်း23နှစ်ပိုင်းတွင်တိတ်ဆောင်ပြီးတော့နေကြီးကိုပတ်နေရတယ်လကလည်းကဘာကိုပတ်ပြီးတော့အဲ့ဒီလိုမျှတစွာလဲပတ်နေမှအဲ့ဒီလိုမျှတစွာလဲပတ်နေမှအသက်80ထိအောင်နေရမယ်ကံကအကျိုးပေးလို့ရတာအဲ့ဒီအသက်80ပြည့်အောင်နေရမယ်ကံအကျိုးပေးရမှာမဟုတ်လို့အသက်80ပြည့်အောင်နေဖို့အထောက်ပံ့နေရလိုလာတယ်အဲ့ဒီအထောက်ပံ့နေရဘယ်သူကဖန်တီးတာလဲကံတရားကဖန်တီးတာအဲ့တော့ဟိုလူတယောက်ကဟိုကံနဲ့ဒီလူတယောက်ကဒီကံနဲ့အဲ့ဒီကဘာကြီးမှာလူတွေကဘာကိုအမိပြုမဲ့လူသားတွေရှိနေသေးသေးအဲ့ဒီလူသားတွေအသက်ရှင်ရပ်တည်ဖို့အတွက်ဂျိုရီလာတွေနက်ခတ်တွေကသူတို့ရဲ့မျှတစွာလှုပ်ဆောင်ပေးနေရတယ်အဲ့လိုဆိုရင်ဒီယုံနဲ့နာအစုဝေးသည်ငါတော့မဟုတ်ဘူးပုဂ္ဂိုလ်တ attva တော့မဟုတ်ဘူးအတိတ်ကပြုခဲ့တဲ့လူကဘာနဲ့မိပြီးဖြစ်ရမယ့်တ attva ဘယ်လိုတ attva လဲတဲ့အတိတ်ကပြုခဲ့တဲ့အာဟုသောကံကိုလည်းခံသင့်တာခံရမယ်အကျိုးရှိအတိတ်ကပြုခဲ့တဲ့ကုသိုလ်ကံစံသင့်တာစံရမှာလည်းအခွင့်အရေးရှိတယ်ပြစ္ဆုတ်ပံအပေလေးပါးကိုကြစီတဲ့ကံလည်းလုံနိုင်တဲ့အစွမ်းရှိတယ်အနာကဘုံစဉ်ဆံပြီးတော့ချမ်းသာအောင်ပြုလို့ကံလည်းပြုနိုင်တယ်ဒီတဘဝမှာတင်နော်သောတာပန်တရားကအနာဂံယဟနာဖြစ်အောင်ပြုနိုင်စွမ်းရှိတဲ့ကံလည်းပါတယ်လူဆိုတဲ့တ attva ကအပေလေးပါးကြာသွားတဲ့တ attva တွေဟာအာကုသိုလ်ကံနာလည်းဆက်လုပ်လို့ရမယ်ကုသိုလ်အကျိုးပေးခွင့်မရသလိုကုသိုလ်ကံလည်းအသစ်ပြုလို့မရတာဟောနတ်တွေတရားတွေပြမာတွေမှာအရိယဘုံကိုကျင်လိုက်မယ်ဆိုရင်နော်အာကုသိုလ်ကံပြုလို့မရဘူးကောင်းမှုကုသိုလ်ကံတွေကိုခံစားတယ်ကုသိုလ်ကံအသစ်စလုပ်လို့မရဘူးနော်အရိယဘုံကျင်ရမှာပေါ့ဗျာဒါကတော့စိတ်ဆက်ဦးစင်းကရေဘူးရဟောရတာပေါ့အာကုသိုလ်ကံနာလည်းဆက်လုပ်လို့ရမယ်ကုသိုလ်အကျိုးပေးခွင့်မရသလိုကုသိုလ်ကံလည်းအသစ်ပြုလို့မရတာဟောနတ်တွေတရားတွေပြမာတွေမှာအရိယဘုံကိုကျင်လိုက်မယ်ဆိုရင်နော်အာကုသိုလ်ကံပြုလို့မရဘူးကောင်းမှုကုသိုလ်ကံတွေကိုခံစားတယ်ကုသိုလ်ကံအသစ်စလုပ်လို့မရဘူးနော်အရိယဘုံကျင်ရမှာပေါ့ဗျာဒါကတော့စိတ်ဆက်ဦးစင်းကရေဘူးရဟောရတာပေါ့လူကြတော့ဒီဘဝထဲမှာကောင်းတော့မကောင်းတော့အတိတ်ကကောင်းကျိုးမကောင်းကျိုးပြစ္ဆုတ်ပံကောင်းတော့မကောင်းတော့ပြုနိုင်တဲ့အစွမ်းရှိတယ်လောကသုံးပါးဘုံသုံးပါးမှာအထက်မြတ်ဆုံးဉာဏ်ကိုပိုင်ခွင့်ရှိတယ်အဲ့ဒါကဂေါရမဘုရားပေါ့အထက်မြတ်ဆုံးသဗ္ဗညုတဉာဏ်ရဖို့စိုက်ပြိုးရတာလေကဘာကြီးမှာပဲမှီပြီးစိုက်ပြိုးရတယ်မြတ်စွာဘုရားသည်ကဘာကြီးမှာပဲ၄သိန်းချင်းနဲ့ကဘာတသိန်းပါရမီဖြည့်ရတာဒါလူဘုံရဲ့သဘောကံရဲ့သဘောဖျားဖြစ်တော့လေလူခန္ဓာနဲ့ပဲဖြစ်လို့ရတယ်မြတ်စွာဘုရားဟောခဲ့တဲ့ပိဋကသုံးပုံကလည်းလူဘုံမှာပဲတည်ခွင့်ရတယ်ကံရဲ့သဘော10ပါးသီလ10ပါးသီလ229ပါးသီလတွေကိုလည်းထားနိုင်တဲ့ပုဂ္ဂိုလ်တွေကလည်းလူခန္ဓာမှာပဲရတယ်လူဘုံမှာပဲအဲ့တော့လူဘုံရဲ့ဂုဏ်တတ္တိပေါ့ဒါလူဘုံဆိုတဲ့ကဘာကြီးကိုဖန်တီးထားတာအဲ့ဒီဂုဏကံတွေကိုပြုနိုင်စွမ်းရှိတဲ့အတိတ်ကပြုခဲ့တဲ့ပုဂ္ဂိုလ်တွေရဲ့ဆုံရာဌာနကြီးကလူကဘာကြီးပဲအဲ့တော့ဒီဘဝမှာအတိတ်ကပြုခဲ့တဲ့အာဟုသောအကျိုးပေးတွေလည်းခံရမှာလူခန္ဓာနဲ့အတိတ်ကပြုခဲ့တဲ့ကောင်းကျိုးတွေစံသင့်စံရမှာလည်းရှိတယ်အခုတော့ဆိုးကျိုးပေးမဲ့အလှဲ့ကြတော့အဲ့ဒီဆိုးကျိုးပေးရမဲ့ပုဂ္ဂိုလ်တွေအတွက်ကံတရားကပဲဖန်တီးတယ်ကောင်းကျိုးပြုတဲ့ပုဂ္ဂိုလ်တွေအတွက်လည်းကံတရားကဖန်တီးတယ်အဲ့တော့နာဂစ်တွေဖြစ်တယ်ကံတူဟာမှာအကျိုးပေးဖို့အတွက်အဲ့နေရာမှာတတ္တဝါတွေခန္ဓာဖြစ်ရတယ်မိတွေလောင်တယ်မိလောင်တဲ့ရက်ွက်ဒီမှာသွားပြီးကံစုကြတယ်မြေပြိုတယ်အဲ့မြေပြိုတဲ့မှာရွှွန်းွန်နေပြီးသေကြမယ်အတိတ်ကပြုတ်ခဲ့တဲ့ကံကြောင့်အဲ့မှာသွားပြီးတော့ခန္ဓာဖြစ်ပြီးစုကြတယ်နော်လေတိုက်လို့လေပြင်းမုန်တိုင်းတွေတိုက်လို့အိမ်တွေပြိုကြသစ်ပင်တွေပြီးသေးကြ
အဲ့လိုကံတရားတွေဟာနော်အတိတ်ကပြုခဲ့တဲ့ကံတွေဟာအလှည့်ကြလာလို့ကြုံရမယ်ဆိုရင်လူခန္ဓာနဲ့ကြုံရမလို့လူခန္ဓာမှာရောက်လာတယ်အဲ့တော့ဒုဒကာဓမ္မတွေစဉ်းစားရမှာဥစဉ်တာအချင်းချုံပြီးတော့ခေါင်းစဉ်လေးတွေဟောပြတာနော်အကျေကတော့ကိုယ့်ဘောက်ကိုပွားယူအဲ့တော့ဒကာဒကမတွေအခုအမေရိကန်ကိုသွားတယ်ဘာသွားလို့တာလဲကြောက်လို့သွားတာမြန်မာနိုင်ငံမှာနေရင်စီးပွားရေးမပြည့်စုံဘူးမြန်မာနိုင်ငံမှာစီးပွားရှာတာငါတို့ဘဝအာမခံချက်မပြည့်စုံဘူးဆိုတော့ဆင်းရဲမှကြောက်တယ်လေကြောက်တော့ချမ်းသာရာလွတ်ရဆိုတဲ့အမေရိကန်ကိုပြေးကြတယ်အင်္ဂလန်တို့အော်စီတို့စင်ကာပူတို့အဲ့ဒီကိုပြေးကြတာဘာဖြစ်လို့သွားကြတာလဲမြန်မာနိုင်ငံမှာနေရတာကြောက်လို့မြန်မာနိုင်ငံမှာနေရတာစီးပွားရေးမပြည့်စုံသားတွေသမီးတွေအတွက်ပြည့်စုံအောင်မထားနိုင်မှာကြောက်လို့နေထိုင်ရေးစီးပွားရေးနိုင်ငံရေးစသဖြင့်မနစ်တဲ့တော့မကြိုက်လို့စသဖြင့်ကြောက်လို့ပြေးကြတာအဲ့တော့ကြောက်တဲ့လူတွေပြေးတယ်နော်ဒါသဘောပြောမှခင်ဗျားတို့သိတာနေမလို့ရှင်အမေရိကန်သွားတယ်ဒါပဲသိတာအဲ့ဒီမှာစီးပွားရေးတွေနဲ့နော်ဘဝနေဘဝအတွက်လုံခြုံတယ်လို့ဆိုတော့မြန်မာနိုင်ငံမှာမလုံခြုံလို့ပေါ့ကြောက်လို့ပေါ့ကြောက်တဲ့လူလွတ်ရပြေးကြတယ်အရိယသူတော်ကောင်းတို့လည်းခုနလိုဆင်ញင်လိုက်တဲ့အခါကျတော့ဩဒီလူဆိုတဲ့ခန္ဓာကြီးလူလို့သမောရတဲ့ခန္ဓာကြီးဟာအဲ့ဒီထဲမှာဘာပါနေလဲဆိုတော့မသိမှုစိတ်ထဲမှာမသိတတ်တဲ့သဘောရဲ့လောဘတွေဒေါသတွေမောဟတွေအဲ့ဒီအာဟုတုတရားတွေရှိနေတာကိုသွားတွေ့ဒီအာဟုတုတရားဒီအာဟုတုစိတ်တရားဖြင့်အသည့်အသည့်သောကံတွေကိုပြုတယ်လူဘဝမှာရောက်တဲ့တချို့ပုဂ္ဂိုလ်တွေကလည်းဒီအာဟုတုကံတွေကိုကြောက်ပြီးတော့ကုသိုလ်ပြုပြီးတော့ဆလူလိုက်တယ်လူချမ်းသာနတ်ချမ်းသာဖြစ်ရပါလိမ့်လူချမ်းသာနတ်ချမ်းသာဖြစ်ရပါလို့ချမ်းသာဖို့ပဲတောင်းတယ်ဆင်းရဲဖို့မတောင်းဘူးဦးစင်းကဆင်းရဲဖို့ဆူတောင်းခဲ့ဘူးတဲ့ငါဘဝတိုင်းဆင်းရဲပါသည်ဆိုပြီးကြမ်းမှာဆူတောင်းခဲ့ဘာဖြစ်လို့လဲဦးစင်းကြောက်လို့ဖះနဲ့လွဲမှကြောက်လို့ဦးစင်းဟောတဲ့တရားထဲမှာပါပြီးသားပါအရိယာမကျင့်စဉ်ထဲမှာရင်ရွှွန့်ဘွက်နေတာလူသူဝေးတဲ့နေရာမှာဆိုတော့ကိုယ်ကလည်းရေမကူးတတ်ဘူးဒီလိုင်းကလာလို့ရှိရင်ရေနစ်ပြီခြေထောက်ကတစ်ဖက်ဆွဲထုတ်ရင်တစ်ဖက်ကနစ်တယ်တစ်ဖက်ဆွဲထုတ်တစ်ဖက်ကြောက်တာဒီလိုင်းသေးမှကြောက်တာနော်အိမ်ကြတော့နောက်ဆုံးပြောတော့အိမ်ကြတော့ထမင်းစားရင်စဉ်းစားတယ်ကြောက်လာတော့ဖះတတာကြောက်လာမှဖះကိုတတိယငါဖះနဲ့နီးကြည့်ခုနလိုစီးရတာနဲ့လည်းတွေ့ရောကြောက်တယ်ကြောက်တော့ဖះနဲ့နီးကြည့်နေစိတ်ပေါက်တော့အဲ့တော့ဖះကလေးဆိုတော့ဖះနဲ့နီးဖို့ဟာဆင်းရဲမှကြောက်မှဖះတတော့ဆင်းရဲမှုနဲ့တွေ့မှဖះနဲ့တွေ့မယ်ဆိုတဲ့အဲ့ဒီကလေးအယူပေါ့15နှစ်သားအဲ့ဒါပါလေကြောက်လို့ဖះတကြောက်တော့မှဖះနဲ့တွေ့ကျင်တာကြောက်တော့မှတရားနဲ့တွေ့ကျင်တာအဲ့တော့ကြောက်တဲ့ပုဂ္ဂိုလ်တွေဟာထွက်ပြေးကြတယ်မကြောက်တဲ့ပုဂ္ဂိုလ်ကတော့အဲ့ဒါပွေးတေခန္ဓာပဲနော်တရားဓမ္မတွေစဉ်းစားပါတရားအားထုတ်တယ်တရားအားထုတ်တယ်ဆိုတာကြောက်လို့ပြေးတာကောင်းလားမကောင်းလားလို့မြည်စမ်းတဲ့အလုံးမဟုတ်ဘူးအဲ့ဒါကိုနားလည်ဖို့လိုတယ်ဦးစင်းကိုဦးစင်းပြန်သုံးသပ်တယ်ကြောက်လို့ဘယ်လောက်ကြောက်လဲဆိုရင်ဦးစင်းအခန်းထဲကမထွက်တော့ဘူးကြောက်ဝိုင်းနဲ့သွားမှမသွားကျင်တော့ဘူးဦးစင်းရန်ကုန်မှာအမြဲရှိတယ်ရှိတာများတယ်ဧည့်သည်လာတဲ့ချိန်ဆရာတော်ဧည့်သည်ရောက်ပါပြီဖျားဆိုထွက်တယ်
အဲ့တဲ့ပြန်ကိုလည်းခန်းထဲပြန်ဝင်တယ်ကြောက်လို့လောကကြီးကကြောက်စရာကြီးဖြစ်နေတယ်မမြဲဘူးခဏလေးပဲတွေ့ဆုံကြုံကွဲပဲအဲ့ဒါကိုမမြဲတော့ပြက်ကြောက်တယ်အနစ်မရှိတော့မခိုင်မာဘူးအနစ်မရှိတဲ့မခိုင်မာတဲ့ငါပြောပဲနဲ့ဘယ်သူကအိမ်ဆောင်မလဲကျူပင်ကိုင်းပင်ကအနစ်မရှိပါဘူးဆိုတာအဲ့ဒါကိုအနစ်ရှာနေတဲ့လူကလူမိုက်ပဲအနစ်မရှိဘူးဆိုတော့အနစ်မရှိတဲ့အရာကိုယူရမှာကြောက်တယ်မမြဲပါဘူးပြည့်နေပါတယ်ဆိုတဲ့အရာကြီးကိုဖက်ထားရမှာကြောက်တယ်ပြုပြင်ရပူလို့တစ်မျိုးအေးလို့တစ်မျိုးစားလို့တစ်မျိုးပြောရတာတစ်မျိုးသွားရတာတစ်မျိုးအနီးဝေးသွားရတာတစ်မျိုးပေါ့ပြောရဆိုရလောရကြရန်သွားလားအဲ့လိုပြုပြင်ရတဲ့သင်္ခါရဒုက္ခကလည်းကြောက်တယ်အနိစ္စချက်ကလည်းကြောက်เสียကြီးတွေ့လားဒုက္ခလက္ခဏာကလည်းကြောက်เสียကြီးခင်ဗျားတို့ထိုင်လဲညင်ညင်မထိုင်နိုင်ဘူးထမင်းစားလဲညင်ညင်မထိုင်နိုင်ဘူးစကားပြောလဲညင်ညင်မပြောဟိုဘက်လဲလဲဒီဘက်လဲလဲဘာဖြစ်လဲကြောက်လို့ပြင်းနေတာကိုယ့်ဘက်ကအလကားထိုင်ပြီးတော့စကားပြောကြည့်ပါလားတော့ကြောက်ဟိုဘက်လဲလိပြန်တော့ကြောက်ဒီဘက်လဲလိပြန်ဘာဖြစ်လို့ပြင်းတာလဲကြောက်လို့အောက်ကနှိမ့်ဆက်လို့ကြောက်လို့ဒုက္ခကိုမခံနိုင်လို့ကြောက်တာကြောက်တော့သက်သာရပြင်းပေးလိုက်ရတယ်ညအိတ်တယ်လှိမ့်ပိတ်နေညင်ညင်မိတ်နေနှိမ့်ဆက်ပူလို့နှိမ့်ဆက်ဟိုရန်ကုန်မှာဆိုတာအခုတအားပူနေနော်တအားပူနေတော့နှိမ့်ဆက်ဟောဒီနေရာအေးလဲတအားအေးပြန်တာအေးတော့လဲနှိမ့်ဆက်ငွေရတော့လဲရင်ငွေတွေပါတော့အေးပါနှိမ့်ဆက်ကြောက်တယ်အဲ့ဒီလိုအနှိမ့်ဆက်ခံရတဲ့ဘဝကြီးမမြဲတဲ့မခိုင်မြဲတဲ့ဘဝကြီးခန္ဓာကြီးကိုယ်အလိုသို့မလိုက်တဲ့ခန္ဓာကြီးဘဝကြီးကိုကြောက်တော့မလိုချင်တော့ဘူးမကြည့်ချင်တော့ဘူးမပိုင်ချင်တော့ဘူးမနေချင်တော့ဘူးအဲ့ဒီအတွက်ကြောင့်အဲ့ဒီစိတ်သည်ထွက်ပြေးတယ်အပြင်လောကကိုလည်းကြောက်တယ်မမြဲဘူးနှိမ့်ဆက်တယ်အလိုသို့မလိုက်ဘူးဒါဥစဉ်ခေါင်းစဉ်လောက်ပဲပြောတာကိုဘဝနဲ့ကိုပြန်ကြည့်လိုက်ကိုရဲ့ဘဝသမိုင်းနဲ့ကိုပြန်ကြည့်လိုက်ဘယ်ဟာမြဲလဲဘယ်ဟာကိုလိုသို့လိုက်တယ်လဲဘယ်ဟာချမ်းသာတယ်လဲဘဝကိုပြန်စစ်ပါအဲ့လိုပြန်စစ်တဲ့အခါကျတော့မမြဲတာတွေနှိမ့်ဆက်တာတွေမခိုင်မြဲတာတွေကိုလိုသို့မလိုက်တာတွေတွေးလာတော့အဲ့ဒီလိုဟာတွေကြည့်ပြီးတော့ကြောက်ပြီးတော့ဘဝကိုကြောက်သွားပါတယ်ဒီလိုခန္ဓာအစုဘဝကြီးကိုကြည့်ပြီးတော့ကြောက်သွားပါတယ်ကြောက်တဲ့အတွက်ကြောင့်နာကမညွတ်ချင်တော့ပါဘူးဟိုဟာလေးပြေးကြရင်နဲ့ဟိုအတန်လေးပြေးကြခြင်းနဲ့ဟိုအနံလေးပြေးခံခြင်းနဲ့ဟိုဟာလေးကြည့်ခြင်းနဲ့ဒါလေးကြားခြင်းနဲ့အမရှိတော့နောက်ဆုံးဆုံးဖုံးတာတော့မှအရသာမယူတော့အဲ့ဒီအာယုံကိုလည်းမစွဲကျင်တော့ဘူးဘယ်အာယုံမှမစွဲကျင်တော့စွဲလေမမြဲဘူးဘယ်အာယုံသွားစွဲမလဲမမြဲဘူးဘယ်အာယုံအားစွဲသွားဆွဲထားမလဲမခိုင်မြဲဘူးဘယ်အာယုံသွားသိမ့်ထားမလဲနှိမ့်စတယ်အဲ့ဒါကိုမကြည့်ကြမသိကြလို့အဲ့ဒါကြီးဘေးချပြီးငုတ်တုတ်ထိုင်မျက်လုံးပိတ်လို့တရားမရဘူးကြောက်ပြီးတော့ထွက်ပြေးတဲ့လူရမတရားရတာတရားထိုင်နေဆိုတာမြည်ဆန်းတဲ့အလုံးမဟုတ်ဘူးကြောက်လို့ထွက်ပြေးတဲ့ပုဂ္ဂိုလ်သာတရားအထုတ်တယ်လို့ခေါ်တယ်မြတ်စွာဘုရားလည်းလောကကြီးကိုကြောက်လို့ထွက်ပြေးသွားပြီရှင်သာရိပုတ္တရာရှင်မောက္ကလန်ရှင်မာကသဗ္ဗအစသည်ဖြင့်အရိယသူတော်ကောင်းတွေအိုမာကြောက်တယ်နာမာကြောက်တယ်သေမာကြောက်တယ်ပြုပြင်ရမှာကြောက်တယ်မခိုင်မြဲဘူးအနှိမ့်မရှိဘူးကိုယ်လိုသို့မလိုက်ဘူးခဏပဲတွေ့ဆုံကြုံကွဲခဏခဏပြူကွဲပြောင်းလဲနေတာကြီးကိုမကြည့်ကျင်တော့ဘူးမသိကျင်တော့ဘူးမရရှိကျင်တော့ဘူးမပိုင်ကျင်တော့ဘူးအဲ့ဒီတိုင်းကြီးမနေကျင်တော့ဘူး
အဲ့အတွက်ကြောင့်ကြောက်လို့စိတ်ကိုထွက်ပြေးတာလွတ်ရထွက်ပြေးတာအဲ့ဒါကိုတရားကျင့်တယ်လို့ခေါ်တယ်အေးအဲ့တော့အခုဘေးဆိုးတွေရှိတယ်ဒါကိုပြုထားတဲ့ကံတွေပဲဒီကံတရားဒီခန္ဓာကြီးကကံနဲ့ပြုထားတာကံပြုထားလို့ရတဲ့ကမ္မဝိဘက်ကြီးဟာကံတရားပြန်ကြည့်တော့လေကမ္မတတ္တိကလည်းကင်ပြလို့လည်းမရရှိတယ်ဒါဥဒ္ဓမဘာဒုကရုဥသေချာရှင်းပြပါတယ်နောက်ဆုံးယုတ်တံသည်ဓမ္မသဘောဖြစ်တော့ဘယ်မှာလဲငါလို့လိုက်ရှာတာတခါတည်းချုပ်သွားရောဘယ်လိုချုပ်သွားဘေးလူပါမမြင်တော့ဘယ်လိုဖြစ်သွားတယ်တော့မသိနော်အဲ့ဒါကတော့ဘယ်ဟာလဲငါလို့လိုက်ရှာတာငါမှမရှိတာနောက်ဆုံးတော့ကမ္မတတ္တိတွေသွားတွေ့တာအဲ့ဒီကမ္မတတ္တိအဆက်နဲ့နော်ဂျိုတွေလာတွေနော်ဖြစ်လာတဲ့အဲ့ဒီကနေမှစဘာပင်တွေကြံပင်တွေစီပင်တွေစားပင်တွေတောက်ပင်တွေဥစဉ်သရောဂသုံးပါးဘုံသုံးပါးဟောထားတာအဲ့ဒါအဲ့မှာတွေ့လိမ့်မယ်ဒီကံတရားကဖန်တီးထားတဲ့ဒီခန္ဓာကိုဒီခန္ဓာယက်တည်နိုင်ဖို့အတွက်ဆံတို့စဘာတို့ဂျုံတို့ပဲတို့နန်းတို့စီတို့ဆိုတာကံတရားကဖန်တီးထားတာကံတရားကဖန်တီးထားတော့ကောင်းကံပြုထားတဲ့ပုဂ္ဂိုလ်တွေကကောင်းကျိုးဖြစ်ဖို့အချိန်ကြရင်သူ့ဘာသူကောင်းကျိုးဖြစ်ဖို့တွေဖန်တီးပြီးကောင်းကျိုးတွေခံစားကောင်းကျိုးတွေခံထားရတော့လည်းပဲဆိုးကျိုးအချိန်ကြလာပြန်တော့လေဆိုးကျိုးအတွက်လက်ခံစားရတယ်တိုက်ကြီးတွေနဲ့နေကြတာဟိတိုက်လို့ဂုံကျက်တွေရှိလိုက်တာပြိုကြတော့သေတော့ဆိုးကျိုးပြန်ခံစားရပြန်တယ်အဲ့တော့ဘာဆုံးပြတ်မလဲအဖြေကိုဆုံးပြတ်ပါလွတ်အောင်မပြေးဘူးဆိုရင်ဒါလူဘဝနော်အပေလေးပါဘယ်လိုလုပ်ပါမလဲတလိษံဘဝရောက်သွားရင်ဘယ်လိုဖြစ်ပါမလဲပိဋ္ဌာဘဝရောက်သွားရင်ဘလောက်ဒုက္ခတွေရောက်မလဲငရဲသို့ကြသွားရင်ဘလောက်ဒုက္ခတွေရောက်မလဲဆိုတာအဲ့ဒီဘဝခန္ဓာတွေအတွက်လဲစဉ်းစားရတယ်ပိဋ္ဌာဘဝရောက်သွားရင်ဘလောက်ဒုက္ခတွေရောက်မလဲငရဲသို့ကြသွားရင်ဘလောက်ဒုက္ခတွေရောက်မလဲဆိုတာအဲ့ဒီဘဝခန္ဓာတွေအတွက်လဲစဉ်းစားရတယ်အခုဒီမှာငလင်းနေလောက်လို့ဒုက္ခတွေရောက်သေးကြအတုံးယုံမယ်ဒါတွေကိုတော့ဟာတိုက်ပြီးလို့သေကြတယ်ပြောနေတာနည်းနည်းပဲရှိတယ်ခမရတို့ကျုပ်တို့နေတိုင်းစားနေတဲ့ကြက်သားတွေဝက်သားတွေငါးတွေစိတ်တွေတကဘာလုံးပြန်ခြုံကြည့်ပါဘလောက်ယောဂမရှိအပြည့်မရှိပဲနဲ့အသက်လွတ်ကြီးအသက်စားခံနေရတယ်အဲ့ဒါလေးတွေလေငါတနေ့အဲ့ဒါတွေလွတ်ပါမလားဆိုတာလဲတွက်ထားရမယ်လူဘဝတဘဝတည်းမကြည့်ပါနဲ့တဲ့အဲ့ဒီလိုမကြည့်တဲ့ပုဂ္ဂိုလ်ကဘဝမှာရတာနဲ့ကျေနပ်ပြီးနေတာကျေနပ်နိုင်တဲ့လူတွေကကျေနပ်နေပေမဲ့တခဏဆိုတဲ့လူဘဝအတိုင်းအတာလေးအတွင်းမှာခဏပဲကျေနပ်လို့ရမှာနော်အမြဲတမ်းကျေနပ်လို့မရဘူးဆိုတာကိုယ့်ကိုယ်အမြဲတမ်းအမှတ်ပြုနေပါငါသည်လူခန္ဓာနဲ့လူဘဝကြီးမှာအမြဲနေရမှာမဟုတ်ဘူးဘဝတစ်ကိုပြောင်းရွှေ့ရမယ်ဘဝကိုဆုံးအောင်လက်စမတတ်ဘူးဆိုရင်ဘဝတစ်ဆိုတာရှိမယ်အကယ်၍ဒီဘဝမှာလက်စမတတ်နိုင်လို့ဘဝတစ်ရွှေ့ပြောင်းရမယ်အောင်မယ်ဆိုရင်တော့မှအပေလေးပါးသို့မရွှေ့ပြောင်းအောင်နိုင်အောင်ဟောရေးကြည့်လာပြီအပေလေးပါးဘဝမကြရောက်အောင်အသေးအတန်ကာကွယ်ရတော့မယ်ဒါကိုမကြောက်ရင်တော့လည်းမသိဘူးပေါ့အပေလေးပါးကိုကြောက်ပြီဆိုရင်တကယ်ကြောက်ပြီဆိုရင်အပေလေးမှလွတ်အောင်ပြေးကြဘဝကိုကြောက်တယ်ဆိုရင်ဘဝလွတ်မြောက်အောင်ပြေးကြ
မကြောက်တဲ့လူကတော့ခံကြပဲအဲ့တော့ကြောက်တဲ့လူတွေကထွက်ပြေးကြတယ်တရားအားထုတ်တယ်ဆိုတာကြောက်လို့ထွက်ပြေးတာအဲ့ဒါကိုနားလည်ရမယ်ဟာဘာယုတ်တိမြင်နေဒါရီနန္ဒီမြင်နေဘာဒီဖြစ်ခြင်းနဲ့ဘလို့လေးကြီးတယ်ဘလို့လေးအေးတာဘလို့လေးချမ်းသာဘာလင်းကနေရှင်းကနေသွားလုံးမနေနဲ့အဲ့ဒါတရားမဟုတ်ဘူးတရားဆိုတာအနိစ္စကိုပိုင်းပိုင်းခြားခြားမြင်ပြီးခဏခဏမြင်ပြီးဒလဇတ်မြင်ပြီးဒလဇတ်ရှုပြီးနေတော့အနိစ္စချက်ကိုကြောက်တယ်ဒုက္ခလက္ခဏာဒုက္ခဝိပဿနာကိုဒလဇတ်ရှုနေမယ်ဆက်ကရှုနေမယ်ဆိုရင်အဲ့ဒီဒုက္ခဖြစ်ပုံကြီးကိုကြောက်တယ်ကိုယ်လိုတော့မလိုက်တဲ့သဘောအနတ္တသဘောကိုရှုမယ်ခဏခဏရှုမယ်မအားတမ်းရှုနေမယ်ဆိုရင်ကြောက်တယ်အနိစ္စလည်းကြောက်เสียကြီးဒုက္ခလည်းကြောက်เสียကြီးအနတ္တလည်းကြောက်เสียကြီးအနတ္တဆိုခင်ဗျားတို့ကိုယ်ငါတို့16နှစ်သမီးဖြစ်ခြင်းနဲ့16နှစ်သားဖြစ်ခြင်းနဲ့လူဘဝမှာလူခန္ဓာနဲ့ပဲအမြဲနေခြင်းနဲ့လို့ကိုယ်လိုတော့မလိုက်ဘူးမဟုတ်ခြင်းဘူးမနာခြင်းဘူးယောဂတွေမရခြင်းဘူးလို့ကိုယ်လိုတော့မလိုက်ဘူးအဲပြောတော့ငါခန္ဓာကိုယ်လည်းပြောတယ်ငါလိုလည်းမလိုက်ဘူးငါပိုင်ငါခန္ဓာကိုဆိုရင်ငါအလိုလိုက်ရမယ်လေငါလိုမလိုက်မှန်းသိသည်ကြီးနဲ့သူ့အလိုတိုင်းလိုက်ပြီးတော့အိုနာပြီးသပင်ဖြူခေါင်းဖြူယောဂတွေကအခုချိန်ထိငါအလိုမဟုတ်ဘူးငါခန္ဓာမဟုတ်ဘူးဆိုတော့မသိသေးဘူးလားမမှတ်သေးဘူးလားကိုယ်လိုတော့မလိုက်ဘူးဆိုတာမသိသေးဘူးလားတရားဆိုတာဖုံးကွယ်နေတဲ့အရာမဟုတ်တာကြီးကိုဘာဖြစ်လို့မသိကြိုးခြင်းငါခန္ဓာဘာဖြစ်လို့ဖုံးလာတာလဲအဓိပ္ပာယ်ရှိလို့လားငါကိုယ်ပဲငါပဲလို့ဖုံးထားတာအဓိပ္ပာယ်မှမရှိတာကြီးငါကိုငါသဘောဆိုရင်ငါပိုင်းနေဆိုရင်မအိုနဲ့မနာနဲ့မသိနဲ့မြဲရမယ်ဒါဆိုကိုယ်လိုသူလိုက်တယ်ကိုယ်လိုသူလိုက်လို့ခင်ဗျားတို့အမေရိကန်နေဂျပန်နေဘဲနေပါအမြဲတမ်းကိုယ်လိုသူလိုက်ပြီးမအိုမနာမသိနဲ့နေလို့ရမယ်ဆိုရင်ကျုပ်တရားလည်းမဟုတ်ကြုံလည်းမတော်ဘုန်းကြီးလည်းမဟုတ်တရားလည်းအမထိုင်ဘာလို့တရားထုတ်မယ်ညောင်းစရာကြီးကိုယ်လိုသူမလိုက်မှန်းသိတော့အရသာတွေဖြစ်ပြီးတော့အလိုမလိုက်အကြိုက်မပါဖြက်စီးမှုနဲ့ပျက်စီးမှုတွေနဲ့ရောထွေးနေတဲ့ဘဝခန္ဓာကြီးနောင်မဖြစ်ချင်တော့ပါဘူးဒီလိုဖြစ်ရမယ့်ဘဝခန္ဓာကြီးကိုကြောက်လာတယ်မြင်တော့လဲခဏကြားတော့လဲခဏစားတော့လဲခဏသိတော့လဲခဏကြီးတော့လဲခဏအိတ်တော့လဲခဏစားတော့လဲခဏလေးနေမယ်ပျောက်သွားတာအဲ့လိုပြောရင်ဆိုရင်နေတိုင်းနဲ့ပဲတနေ့ကုန်သွားပျောက်သွားပြန်ဘာမှလည်းမြဲတာမမြဲတဲ့သဘောတွေဒါဆက်ရှုနေမယ်ဆိုရင်ကြောက်သွားပြီးတော့ဖြက်ပြေးတော့တာပဲဆင်းရဲတဲ့လက္ခဏာတွေကိုကြိုက်တယ်လဲထုံတယ်လဲကျင်းတယ်လဲပူတယ်လဲအေးတယ်လဲထိုးတယ်လဲအောင်းတယ်လဲနားတယ်လဲတင်းတယ်လဲကြိုက်တယ်အဲ့လိုရုပ်ကြီးဖောက်ပြန်နေတဲ့ယာတိလူတွေဖောက်ပြန်နေတယ်နော်ယောဂဗျာတွေနဲ့နှိမ့်ဆက်ပြီးဖောက်ပြန်နေတယ်အဲ့ဒီလိုဒုက္ခလက္ခဏာဒုက္ခဝိပဿနာတွေရှုရင်လည်းဒါကြီးကြောက်သွားပြန်ရောဘဝဖြစ်ရမှာကြောက်တယ်အဲ့ဒီလိုကြောက်တဲ့စိတ်ကြီးရှိမှအဲ့ဒီကြောက်စိတ်နဲ့တရားရှုမှအဲ့ဒါကိုတရားသမားလို့ခေါ်တယ်အဲ့လိုမှမဟုတ်ဘဲနဲ့တိုက်ခွဲ30နှစ်မြည်ကြည့်အောင်ပါပဲဟိုဟာမြည်ကြည့်အောင်မယ်ဟိုဟာသက်တာတယ်ဒီဟာကြာတယ်ဟိုဟာပြင်းတယ်ဒီဟာပြော့တယ်ရှောက်လုံးတယ်ဘယ်လိုတရားမလဲဒါတရားမှမဟုတ်ဘူးအဲ့ဒါကိုတရားဓမ္မတွေသိစေခြင်းတယ်ကြောက်မှကြောက်စိတ်မရှိဘူးဆိုရင်တရားအားထုတ်တဲ့ပုဂ္ဂိုလ်လို့မပြီးသားသေးဘူးကြောက်လို့ထွက်ပြေးတဲ့ပုဂ္ဂိုလ်မှပြီးသားတာခန္ဓာကိုကြောက်လို့ဘဝကိုကြောက်လို့သေဘေးကိုကြောက်လို့သေပြီးအပေဘေးကိုအ ਨੇ ဆုံးကြောက်လို့အဲ့ဒီမှာလွတ်ချင်လို့ကြကုတ်ကြခဲကုတ်ခဲပြီးပွေးတိတ်ပြီးဆုပ်ဆုပ်ပြက်ပြက်ပေပေတူတူမရရအောင်လုပ်တာအဲ့ဒါမှတရားသမားလို့ခေါ်တယ်2 နာရီကြာလိုက်တာ3 နာရီကြာလိုက်တာ ਨੇ ဘယ်လိုလုပ်တရားရမလဲ
အဲ့ဒါတရားသမားစိတ်မဟုတ်ဘူးနော်အေးအဲ့ဒါကြောင့်မလို့ယောဂီတို့တရားအထုတ်တယ်ဆိုတာဘယ်ဆရာလဲဘယ်နည်းလဲဘယ်လိုဟာလဲအဲ့ဒါလုံးမနေနဲ့ဟိုအသက်တာတယ်ဒီကပြင်လို့ရတယ်ဒါလုံးမနေနဲ့ဒါအဓိကမဟုတ်ဘူးငါဒီဘဝနဲ့ခန္ဓာကိုကြောက်လို့ထွက်ပြေးတဲ့ပုဂ္ဂိုလ်ဟုတ်ရဲ့လားဘဝကိုမုန်းလို့ယွန်းလို့ဘေးလို့မြင်လို့ကြောက်ပြီးထွက်ပြေးနေတဲ့ပုဂ္ဂိုလ်လားအဲ့ဒီလိုစမ်းစစ်ပါဒိဋ္ဌံဗဏ္ဍပြည့်သွားပြီဗဏ္ဍနာကြီးကပြည့်တော့မှာဒါတရားသမားမဟုတ်ဘူးအဲ့ဒီစိတ်မျိုးနဲ့တရားထိုင်လို့ရတာမဟုတ်ဘူးနာကြီးကကိုယ်လို့မဟုတ်ဘူးကြာတာကကိုယ်လို့မဟုတ်ဘူးတကူရှိတာပေါ့ကိုကများနဲ့ကြာအားထုတ်ရင်များရတယ်ရတဲ့နေရာမှာတော့လမ်းတော့မှန်ဖို့လိုတယ်လမ်းမမှန်ပဲနဲ့ဖင်နဲ့ပြင်နဲ့ကတ်ထားလဲဖင်ပြင်ကတ်ပဲဖြစ်မယ်တရားမရဘူးကျင့်စဉ်ဤစနစ်မှန်ဖို့လိုတယ်နော်ကျင့်စဉ်ဤစနစ်မှန်ဖို့อ่ะဘယ်လိုတိုင်းတာမှလဲဖေဟာပထမအဆင့်ကတရားအားထုတ်တယ်ဆိုတာကြောက်လို့ထွက်ပြေးတာသေပြီးဒုက္ခနဲ့သေပြီးအပေဘေးဒုက္ခကမဖြစ်မနေလွတ်အောင်ရောမှာမဟုတ်လို့ကြောက်လို့လွတ်အောင်ပြေးတဲ့စိတ်နဲ့တရားအားထုတ်ရမယ်နံပါတ်2ကတရားအားထုတ်တာဈေးမစင်းနဲ့ကြားတာတွေနားတာတွေဟာတကိုယ်လုံးမဟုတ်ဘူးဆရာပြတဲ့ဤစနစ်ကမှန်ရဲ့လားထွက်တာပြေးတဲ့အပြေးကရန်သူလွတ်အောင်ပြေးတာအပြေးမဟုတ်ပဲနဲ့ရန်သူတဲ့ခေါင်းရှုပ်ဝင်သလိုပြေးတဲ့အပြေးကလည်းပြေးနီးမားနေပြန်ရောဗျာအဲ့ဒါဘာလဲဆိုတော့တရားအားထုတ်ပါတယ်ဆိုတော့ဘယ်ကတဏှာကြီးတဲ့ထိုင်ရတာပြင်လို့ရတယ်တဏှာကြီးပဲထိုင်လို့ရမြတ်စွာဘုရားတဏှာကြီးပဲထိုင်ကြပါတဏှာကြီးခွဲနှမ်းလို့ထိုင်ပါလို့ဘုရားဟောတဲ့ဒီကနာမရှိဘူးမခါနိုင်ရင်ပြင်ပြီးတော့ထိုင်ပါလို့ဟောထားတဲ့ဘုရားဟောဒေသနာမရှိဘူးနော်ဘုရားဟောဒေသနာမရှိတာတွေဟောပြနေလို့ခက်နေတာပြဿနာကမခါနိုင်ပြင်ပါဆိုတဲ့ဘုရားဟောဒေသနာမရှိဘူးသက်သာကျင့်ပါလို့ဘုရားဟောဒေသနာမရှိဘူးသက်ကောအသက်နဲ့ခန္ဓာကိုယ်မကဲ့ကွက်ပဲကျင့်ရသည်အတ္တဖြစ်ရည်အဲ့ဒါဘယ်လိုပါလဲဆိုတရားထိုင်နဲ့အယိုးကြိုးအသားပဲအရေးဆုံးအကြောပြသွေးတွေပဲခန်းကြောက်ဆိုတဲ့အဲ့ဒီလိုကျင့်နိုင်ရမယ်လို့ဘုရားဟောတာသက်တောင်ကျင့်မှာချောင်းအောင်ကျင့်မှာနေတောင်ကျင့်မှာတဏှာကြီးတော်ပြီးဘုရားဟောမှာအဲ့လိုမဟောတာဘူးအဲ့ဒါနံပါတ်1ရွေးချယ်တတ်ဘူးလို့နာယီကကိုယ်လုံးမဟုတ်ဘူးကိုယ်ပြတဲ့ဆရာကအရေးကြီးတယ်အဲ့တော့ဆရာမှန်ဖို့လိုတယ်ဆရာမှန်ပြီးရင်ဈေးမစင်းနဲ့ဈေးစစ်လို့ကတော့မရဘူးသိန်း1000တန်စိန်တုံကြီးတော့လိုချင်ပါရဲ့သိန်း900နဲ့သွားဈေးစစ်လို့တော့ဘယ်ရမလဲ1000တန်မှကောင်းပါတယ်ဆိုရင်1000တန်နဲ့တူအောင်တော့ရင်းရမယ်ဟိုတယ်စားတာနဲ့လမ်းဘေးဆိုင်စားတာနဲ့ဘိုက်ဝါတာတော့တူတာပေါ့အရသာရင်မတူဘူးပေါ့အဲ့တော့နံပါတ်2ကဆရာရွေးချယ်ပါနံပါတ်3ကဆရာမှန်ပြီဆိုရင်ဈေးမစစ်ပါနဲ့နံပါတ်1ကိုပြန်ပြောမယ်တရားအားထုတ်တယ်ဆိုတာလောကကိုခန္ဓာကိုကြောက်လို့ပြေးတဲ့စိတ်ကိန်းပြီးတော့တရားအားထုတ်ပါနံပါတ်2ကကိုလောအောင်ပြေးမဲ့လမ်းကိုပြမဲ့ဆရာကိုစီစစ်ပါနံပါတ်3ကဆရာမှန်ပြီဆိုရင်ဈေးမစစ်နဲ့အဲ့ဒါလေးကိုမှတ်တာအဲ့တော့ဆရာဘယ်လိုမှန်မလဲတဲ့ဒါအရေးကြီးတယ်ဆရာတရားတော်ပြတာဆရာဟောတရားရလားမေးရလေတရားတွေတော့ဟောနေတယ်လောကမှာလွန်မြောက်ဖို့ဘယ်လိုလဲသတ်မှတ်တဲ့အချိန်နဲ့သတ်မှတ်တဲ့နာရီနဲ့
ထိုင်နေတာဒါတကယ်တရားစစ်လားလုတ်ပွဲလားရှိုးပွဲလားဘာနဲ့စစ်မလဲဆရာဦးစင်းရင်ပြောပြီးပြီကျွန်တော်ကျမတို့တော့သိရတော့မှာလူဖြစ်လာရင်သိရတော့မှာအဲ့သေခြင်းဒုက္ခနဲ့နောက်ဘဝနေခြင်းဒုက္ခဆိုတဲ့အပေဘေးလွတ်ချင်တယ်ဆရာအာမခံနိုင်လားဆရာရောလွတ်ပြီလားအဲ့ဒါဆရာရှာတာပဲဆရာဘယ်လိုရှာမလဲလွယ်လွယ်လေးပဲဆရာကမှသူ့ဘောသူသေနီးမတတ်သူ့ဟာသူအပေဘေးမလွတ်ပဲနဲ့ခမရတို့ပြတော့ခမရတို့ဘယ်လိုလွတ်နော်အဲ့ဒါကြောင့်မလို့တရားပြဆရာတွေ့ရင်တရားပြဆရာကိုကျွန်တော်ကျမတို့တော့ဘဝရလို့နော်ရခဲ့ပြီရတဲ့ဘဝအဆုံးသတ်ကသေရမှာပါသေခြင်းကတော်တော်ဆင်းရဲပါတယ်အဲ့ဒီသေခြင်းဒုက္ခမှာလွတ်ချင်ပါတယ်နောင်ရေးအတွက်အပေဘေးမှလွတ်ဖို့အတွက်လူချင်းနေဆရာပြနိုင်သလားကဲနိုင်သလားလမ်းညွှန်နိုင်သလားဆရာရောသေဘေးနဲ့နောင်ရေးအပေဘေးလွတ်ပြီလားအဲ့ဒါမေးလိုက်အာမနာနဲ့အရိယာမဆရာစစ်ပေါ်တယ်အရမဆရာအစစ်ပေါ်တယ်တို့မြန်မာလူမျိုးခမရတို့အမေရိကန်နိုင်ငံရောက်တာပဲနော်အကြောင်းအရာတစ်ခုကအလကားလာလို့မရဘူးလေဥမာပစ္စည်းတစ်ခုထုတ်မယ်လေရန်ထုတ်လို့မရဘူးလေဒီပစ္စည်းရဲ့အာမခံချက်ဒီပစ္စည်းရဲ့ပါဝင်မှုဒီပစ္စည်းရဲ့ကောင်းကျိုးဆိုးကျိုးအကုန်ထည့်ရရမယ်လေနော်အဲ့ဒါလို့မဟုတ်ဘဲနဲ့ဗမာပြည်လိုရန်ရောက်လို့ရတဲ့ဟာမလုပ်နဲ့နော်အဲ့တော့ဦးဇင်းကတိုက်တွန်းတာကဆရာစစ်ဆရာမန်ကိုခုနလိုမေးပြီးတော့ရှာအေးဆရာကငါလဲသေကြီးလုပ်ပြီအပေဘေးပဲလွတ်ပြီမင်းတို့ငါပြမယ်ဆိုနဲ့မရသေးဘူးဆရာလွတ်တယ်လို့ကျွန်တော်တို့ကိုကျမတို့ကိုလွတ်အောင်ကဲတင်နိုင်မလားများသောအားဖြင့်လူတွေကတော့ပြောရတာပေါ့ဗျာပါရာဇိကမှမရှိတာယဟန်နေကြတော့မပြောရဘူးဝီနီးရှောင်သွားရောဝီနီးရှောင်သွားရောအေးမဖြေရဘူးလိုက်မေးကြည့်ပါလားလို့ဒါဦးစင်းကအတုထောင်လောက်တာမဟုတ်ဘူးနော်ကိုတရားပြမဲ့ဆရာမေးကြည့်လူကတော့ပောက်ကရပြောရင်ပြောမယ်လေယဟန်မပြောရဘူးဝီနီးရှောင်သွားတယ်ကဲဟုတ်ပြီကျွန်တော်တို့ကျမတို့ဒီဘဝမှာသေခြင်းဒုက္ခနဲ့နောင်အပေဘေးဒုက္ခလွတ်ဖို့ဟာလွတ်အောင်ပြနိုင်သလားဒါမေးရမှာဘာဖြစ်လို့တရားထုတ်တာလဲသေခြင်းဒုက္ခကိုကြောက်လို့အပေဘေးကိုကြောက်လို့အဲ့ဒီအတွက်ကြောင့်ပြေးဖို့လွတ်ဖို့အတွက်တရားထုတ်တာအဲ့ဒီပုံမှာဒကာတော်မတွေတွေ့ကြပါနော်တရားထုတ်တယ်ဆိုပြီးတော့ငါငင်ငင်လေးနဲ့နာယီကြာတာတွေဗဏ္ဍနာယီတွေဗဏ္ဍရက်တွေဒါတွေဆိုကိုယ်လုံးမဟုတ်ဘူးအဲ့တော့မြတ်စွာဘုရားကလည်းဒါခမရတို့လည်းစာရီလည်းဦးဇင်းတို့ရေးတာထဲမှာပါပြီးသားဘုရားဟောဒေသနာထဲမှာဒုက္ခိန်တွေချိုးဖို့တရားပြတဲ့ဆရာသည်တပည့်ကိုဒုက္ခိန်တွေချိုးအောင်အရင်ပြတရားပြဆရာမှန်ရင်တပည့်ကိုဒုက္ခိတွေချိုးအောင်အရင်ပြအဲ့ဒီလိုမှဒုက္ခိတွေချိုးအောင်ဆရာကတရားမပြဘဲနဲ့တရားတွေဟောတရားတွေထိုင်ခိုင်းအချိန်တန်းဒိဋ္ဌံပြေကိုအမုံခေါက်လိုက်ထားလိုက်ထိုင်လိုက်ဟောလိုက်နေဆိုရင်အဲ့ဒါမဟုတ်တော့ဘူးအဲ့ဒါမဟုတ်တော့ဘူးမဟုတ်တဲ့ဆရာမို့လို့မဟုတ်တာတွေလျှောက်လို့မြတ်စွာဘုရားကိုယ်တော်တိုင်ဟောထားတာနော်ပထမဇန်၌ဒုက္ခိတွေချုပ်သည်ပထမတရားအထုတ်တဲ့ပုဂ္ဂိုလ်သည်ဒုက္ခိတွေချုပ်အောင်အရင်လုပ်ရပါတယ်လို့အဖြေထုတ်လိုက်တာပါပဲအေးမြတ်စွာဘုရားကိုယ်တော်တိုင်ဒီလိုဟောထားလို့ဦးဇင်းလို့လည်းဒီလိုပဲပြောရတာ
အဲ့တော့ဆရာမှန်ရင်ဒုက္ခတွေချုပ်အောင်အရင်ပြမယ်ဟေးတို့ကြီးညာရမယ်ဘာဖြစ်လို့လဲတဲ့အလကားနေလဲကြိုက်ခဲထုံကျင်နေတာပဲစကားပြောလဲကြိုက်ခဲထုံကျင်နေတာပဲထမင်းစားလဲကြိုက်ခဲထုံကျင်နေတာပဲနော်လမ်းလျှောက်လဲကြိုက်ခဲထုံကျင်နေတာပဲအိတ်လဲကြိုက်ခဲထုံကျင်နေတာပဲအမြဲတမ်းနှိမ့်ဆက်နေဒီယုတ်ကြီးကအဲ့ဒီယုတ်ကြီးကအမြဲတမ်းနှိမ့်ဆက်နေတော့အခုနေ့ကပြင်ပေးမှပြီးဖလှယ်ပြီးတော့ကောင်းနေတော့သက်တာရနေလို့နေတာအမြဲမဟုတ်ဘူးနော်အမြဲမဟုတ်ဘူးခဏဖုံးလို့ရနေလို့ဖုံးခံနေတာဒီမှန်ကြီးကြရင်တော့ဖုံးလို့မရတော့ဘလောက်ဖုံးမရတော့အခုနေ့ကတော့ခုဘက်ကြွဖုံးလိုက်ဒီဘက်မဖုံးလိုက်6လေးဆန်းဖုံးလိုက်ကိုယ်ဖုံးလိုက်နော်6လေးသိမ့်တင်ဖုံးလိုက်ကြောက်6ပြန်ချဖုံးလိုက်အဲ့ဒါဒုက္ခကိုဖုံးနေတာဒုက္ခအမြင်ရောက်နေတယ်အဲ့ဒီဒုက္ခမှာလွတ်အောင်အဲ့ဒီဒုက္ခနဲ့သိရမှာသိတော့ဒီဒုက္ခယုတ်ကြီးနဲ့အတူတူပေါင်းသိရမှာသားနဲ့မယားနဲ့အဖေနဲ့ရွှေနဲ့မြေနဲ့ဖက်ပြီးသိတယ်လို့မရှိဘူးကိုတယောက်တည်းကိုယုံနဲ့ကိုနံနဲ့ကိုယ့်အကိုသိရမှာသိတဲ့ထီအောင်ဒီယုတ်ကြီးကိုပေါင်းရမှာဘေးဖယ်ထားလို့မရဘူးအဲ့ဒီအတွက်ကြောင့်ကာယကဒုက္ခဒုက္ခိန္ဒြေမှာလွတ်အောင်ယောဂီတို့ကျင့်ရလိမ့်မယ်အဲ့ဒီလိုလွတ်အောင်ဦးဇင်းတို့ပြတယ်ဒါမှမဟုတ်လို့အခြားဆရာကပြမယ်ဆိုလဲဦးဇင်းတို့ရှိမကျင့်နဲ့အခြားဆရာကလည်းဒုက္ခိန္ဒြေချောအောင်ပြနိုင်တယ်ဆိုရင်အဖြေကတူတူဖြစ်နေတယ်အဲ့ဒါဆိုရင်အဲ့ဒီဆရာကြီးလည်းတွားကျင့်မှာဦးဇင်းတို့ကတော့ကြင်ညာထားပြီးသားအသေးတောက်အောင်ပြပါမယ်ဆိုတာဒုက္ခိတွေချောအောင်ပြပါမယ်လို့ပြောတာကြင်ညာထားပြီးသားဘာဒီမှဟိုဟာတွေဒီဟာတွေလျှောက်ပြီးတော့90အမြင်တမ်းပြီးလျှောက်ခေါ်မှာမဟုတ်ဘူးလျှောက်ခေါ်မှာမဟုတ်ဘူးကိုဒုက္ခနဲ့တွေ့လာရင်ဒေါသချုပ်ဖို့ဒေါမနတချုပ်ဖို့အဲ့ဒါကိုပဲပြမှာအဲ့တော့ယောဂီတို့ဆရာရှာတယ်ဆိုတာကိုဒုက္ခနဲ့တွေ့တဲ့အခါမှာစိတ်ထဲမှာဒေါသနှလုံးမသားရာဖြစ်နေတဲ့တနှုံဖြစ်နေတဲ့ဒေါမနတသက်တာရာကိုအားထုတ်မဲ့အဘိဇ္ဇာဆိုတဲ့အဲ့ဒီအကုသိုလ်တရားတွေကိုလွတ်အောင်ပြနိုင်တဲ့ဆရာကိုကိုးကွယ်ပါဦးဇင်းတို့ကတော့ဒါကိုပဲပြတယ်အခြားဆရာမရှိဘူးလို့ဦးဇင်းမသိဘူးလိုက်ရှာပါဦးဇင်းတို့တဲ့ပိုကောင်းအောင်ပြနိုင်တဲ့ဆရာလည်းရှိနိုင်တယ်ဦးဇင်းတော့မသိဘူးနော်အဲ့ဒါကြောင့်မလို့ဦးဇင်းတို့ကဒုက္ခိတွေကြော်အောင်ပြပါတယ်လို့ပြတယ်နောက်တစ်ခါလူမြင်လူသိခွေးမြင်ခွေးသိပြောက်အောင်မယ်တင်းဦးဆရာတော်ကြီးကလူမြင်လူသိခွေးမြင်ခွေးသိငကိုသိဘာမှမထူးသေးဘူးဟုတ်ပါတယ်အခုတယောက်နဲ့တယောက်တွေ့ကြမြင်ကြပြောကြဆိုကြလူလို့မြင်လို့ပြောနေကြတာလူချင်းလို့သိပြီးတော့နေတဲ့စိတ်နဲ့ပြောနေကြတာအဲ့ဒီမှာဦးဇင်းတို့စကားမှာရိုးစု32ခုတတ်လည်းမြင်ရောလူကိုအဲ့ဒီအောင်နဲ့ကြည့်လိုက်တော့အဲ့ဒီလူရဲ့အမှန်ရှိတာကဥတွေအသေးတွေအကျော်တွေအယိုးတွေရှိတာကအမှန်ရှိတာကိုအမှန်ဖောက်ထွင်းမြင်သွားတာအမှန်မြင်တာတရားမြင်တာပဲအဲ့ကြတော့လူမြင်လူသိမရှိတော့အဲ့ဒီလိုလူမြင်လူမသိရင်အဖေမြင်တော့လည်းအဖေမရှိတော့အမေမြင်တော့လည်းအမေမရှိရင်တန်ရောစဉ်တွေ့ကြမရှိတော့သားကြည့်လို့သားမမြင်ဘူးမယားကြည့်လို့လည်းမယားမမြင်ဘူးယောက်ျားကြည့်လို့ယောက်ျားမမြင်ဘူးဆိုရင်သားဆွဲသမီးဆွဲလင်ဆွဲမယားဆွဲသိလိမ့်မယ်လွတ်သွားလိမ့်မယ်နောက်ခုခေတ်ကပို့ဆိုးတာကတော်တော်များပဲကြောင်တွေခိုးတွေနဲ့တကယ်သားရင်သမီးချင်းလို့ပွေ့ဖွဲ့အဲ့ရတဲ့နေပွေ့ဖွဲ့နန်းနေကြတာတခါတဲ့အသေးဆွဲတွေဖြစ်သိရင်ခွေးဖြစ်မှာကြောင်ဖြစ်မှာတရားမစွဲပဲနဲ့နော်ပုဂ္ဂိုလ်သတ္တဝါတလိ္ဆန်သွားဆိုတော့တလိ္ဆန်စိတ်ဖြစ်နောက်ဆုံးအဲ့ဒီပုဂ္ဂိုလ်တွေကသားတွေသမီးတွေအချိန်တန်ထွက်သွားတော့သားတွေသမီးတွေချစ်စရာမရှိတော့ဟောခိုးတွေကြောင်တွေနဲ့တွေ့ဖွဲ့ပြီးတကယ်သားရင်သမီးရင်းတို့ဖြစ်ပြီးဟိုးတခါတဲ့သားသမီးတဲ့တောင်မှတန်ရုံးစဉ်ကြီးနေကြတယ်အေးအဲ့ဒါသိရင်အဲ့ဒီဘဝတွေသွားမှာတရားစွဲပြီးတော့တရားနဲ့မနေဘူး
နော်အဲ့ဒါကြောင့်မလို့ယောဂီတို့လူရင်းပဲဦးဇင်းဟောပါမယ်ညနေရလဲစင်ကာပူဟောထားတယ်တရားတွေကအရှိကြီးဟောဖို့မဟုတ်ဘူးဦးဇင်းတို့ကပြဖို့ပြမှာလွတ်အောင်ပြမှာအဲ့ဒါကိုတော့အခြားဆရာတွေလဲသေခြင်းဒုက္ခနဲ့နောက်အပေပိဒုက္ခမှာလွတ်အောင်အာမခံပြနိုင်တဲ့ဆရာကိုလဲရှာပါဦးဇင်းတို့ရှိကတော့ဒီတရားပဲပြပါတယ်ဒါကိုဦးဇင်းတရားအထုတ်တယ်ဆိုတာသေခြင်းဒုက္ခနဲ့နောင်နေခြင်းဒုက္ခနောက်ဆုံးလောကဘဝအဆုံးဒုက္ခကိုကြောက်လို့နိဗ္ဗာန်တိုင်အောင်ထွက်ပြေးတာကိုတရားအထုတ်တယ်လို့ခေါ်ပါတယ်ဆိုတဲ့အကြောင်းနော်တရားခေါင်းစဉ်ဏီကုန်းကပ္ပအဆုံးသတ်ပါတယ်